မြင်းချံခရိုင်နှင့်ပတ်ဝန်းကျင်မြို့နယ်များတွင်တိုက်ပွဲများဆက်လက်ပြင်းထန်နေစစ်ကောင်စီဘက်မှအဆင့်မြင့်အရာရှိကြီးများအပါအဝင်ထိခိုက်ဒေဆုံးမှုများပြားစွန်14မန္တလေးတိုင်းတွင်ရှိမြင်းချံနွားထိုးကြီးတောင်သာမလိုင်ငန်းစွန်နှင့်ညောင်ဦးမြို့နယ်များပါဝင်သောစစ်စင်ရေးနယ်မြေအတွင်းစစ်ကောင်စီတပ်များနှင့်အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်ဖွဲ့များအကြားထိတွေ့တိုက်ပွဲများနှင့်ပျောက်ကြားတိုက်ခိုက်မှုများဆက်လက်အရှိန်မြင့်နေကြောင်းမြေပြင်စစ်ရေးသတင်းများဒါအရသိရသည်ဒီကနေ့ဇွန်လ14ရက်နေ့ထွက်ပေါ်လာသောနောက်စစ်ရုံးချုပ်၏ထုတ်ပြန်ချက်နှင့်မြေပြင်သတင်းများအရအဓိကဖြစ်စဉ်များမှာအောက်ပါအတိုင်းဖြစ်သည်ဗိုလ်မှူးချုပ်အောင်နိုင်ဦးဒဏ်ရာပြင်းထန်ရရှိပြီးတပ်ရင်းမှုအပါအဝင်18ဦးသေဆုံးမန္တလေးတိုင်းတွင်ဖျက်ဆီးသွားသောစစ်ကောင်စီရင်တန်းကိုပထမပူးပေါင်းတပ်များကခြုံခိုတိုက်ခိုက်ခဲ့ရာအမှတ်တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၏ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်အောင်နိုင်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ထို့ပြင်စကိုင်းတိုင်းထပ်ပိုင်းသို့ထိုးစစ်ဆင်ရန်တွားရောက်သည့်ခလာရမှတပ်ရင်းမှုဗိုလ်မှူးနေအောင်ထွန်းနှင့်တက်ကြက်ကြီးတဦးကိုမန္တလေးတိုင်းတွင်တော်လှန်ရေးတပ်ဖွဲ့များကတုတ်တင်ရှင်းလင်းနိုင်ခဲ့သည်မြင်းချံနွားထိုးကြီးတောင်သာနှင့်ငန်းစွန်စစ်ရေးအခြေအနေမြင်းချံခရိုင်တွင်သို့အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်များကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့သည်ရင်းတိုက်ခိုက်မှုကြောင့်စစ်ကောင်စီ၏လက်နက်ခဲယမ်းတင်ဆောင်လာသောမော်တော်ယာဉ်နှင့်စီးမီးလောင်ပောက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးထပ်မံသေဆုံးကာအများပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ထို့ပြင်မဟာဗျူဟာမြောက်ဂတ်ပိုက်လိုင်းစောင့်ကင်းစခန်းများနှင့်စစ်ကောင်စီထိုင်စခန်းများကိုလည်းပျောက်ကြားစနစ်ဖြင့်ဇက်တိုက်ဖိအားပေးတိုက်ခိုက်လျက်ရှိသည်မလိုင်နှင့်ညောင်ဦးမြို့နယ်အခြေအနေညောင်ဦးမြို့နယ်တွင်၌စစ်ကောင်စီကလုံခြုံရေးတိုးမြင့်ခြင်းစစ်ဆေးရေးဂိတ်များတင်းကျပ်ခြင်းနှင့်မြစ်ကြောင်းကင်းလှည့်မှုများဆောင်ရွက်နေပြီးတော်လှန်ရေးအဖွဲ့များဘက်ကလည်းဒရုန်းဖြင့်ကင်းထောက်ခြင်းနှင့်စစ်ကောင်စီထောက်တိုင်များကိုပြစ်မှတ်ထားသည့်ပျောက်ကြားစစ်ဆင်ရေးတတိပေးချက်များထုတ်ပြန်ထားသည်မလိုင်မြို့နယ်တွင်မူမိထီလာနှင့်မြင်းချံခရိုင်တို့အကြားစစ်ကောင်စီစစ်ကြောင်းရွှေ့လျားမှုများရှိနေသဖြင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကစစ်ရေးတတိအပြည့်ဖြင့်စောင့်ကြည့်လျက်ရှိသည်လက်ရှိတွင်မြင်းချံခရိုင်နှင့်ပတ်ဝန်းကျင်မြို့နယ်များ၌စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုနှင့်လေကြောင်းရန်အနေအများရှိနေသဖြင့်မိဘပြည်သူများအနေဖြင့်စစ်ရေးတတိဖြင့်တွာလာနေထိုင်ကြရန်တော်လှန်ရေးအဖွဲ့များကတိုက်တွန်းနှိုးဆော်ထားသည်မြင်းချံနွားထိုးကြီးတောင်သာငန်းစွန်မလိုင်ညောင်ဦးစစ်ရေးသတင်း Mandalay Myanmar Military